Los Angeles ကဘားတစ်ခုမှာလေယာဉ်မှု Rich ဟာအငိမ့်စားမယူခင်သူ့ရဲ့နောက်ဆုံးလေယာဉ်ခီးစဉ်ကိုဂုဏ်ပြုဖို့ကာရာအိုကေဆိုနေပါတယ်။ဟိုတယ်မှာတော့ပထမအရာရှိပင်ဟာသူ့ဇနီးစီကဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိခဲ့ပြီးဇနီးဖြစ်သူကဂတိပေးထားတဲ့အတိုင်းအိမ်ပြန်မလာတဲ့အတွက်စိတ်ဆိုးနေပါတယ်။ဘင်ကအချိန်စရာပြောင်းလဲသွားတာကြောင့်သူ့ဇနီးကသူတို့ရဲ့သားအနေမကောင်းဖြစ်နေပြီးဘင်ကလည်းမကြသေးခင်ကမလာတော့ဘူးလို့တတိပေးခဲ့ပါတယ်။ဘင်ဟာအိမ်ပြန်မသွားရအောင်တတ်မှတ်ထားတဲ့လေယာဉ်ခီးစဉ်တွေကိုတမင်တကာစီစဉ်နေတယ်ဆိုတာသိရပါတယ်။နောက်တနေ့မနက်၄စိတ်မှာဒန်ဟာစစ်လိတ်တောက်လို့စူခံရပေမဲ့ဝန်ထမ်းထွက်သွားတဲ့အခါဒုတိယ secret ကိုမီးညှိခဲ့ပါတယ်။သူ့ရဲ့တက်ဘလက်ကဘက်ထရီနည်းနေတာကြောင့်ပါဝါဘန်နဲ့ချိတ်ဆက်ပြီးသူ့ခီးဆောင်အိတ်ထဲပစ်ထည့်လိုက်ပါတယ်။သူချက်ခင်ဝင်တဲ့အခါသူ့ခီးဆောင်အိမ်မှာဘက်ထရီရှိမရှိမေးတဲ့အခါမရှိဘူးလို့ပြောပါတယ်။တစ်ချိန်တည်းမှာပဲဘင်ကကော်ယာကလေရင်စီးရမှာကြောက်တယ်လို့ပြောတာကိုကြားသွားပြီးသူ့အဖေဒီကလန်ကသူ့ကိုနှစ်သိမ့်မှုမပေးခဲ့ပါဘူး။ဘင်ကလေရင်စီးတာထက်အနေများတဲ့အရာတွေရှိတယ်လို့ရှင်းပြဖို့ကြိုးစားပေမဲ့ကော်ယာကရိုင်းဆိုင်ပြီးလှောင်ပြောင်တဲ့လေတန်းနဲ့သာပြန်ဖြေပါတယ်။ဘန်ထွက်သွားပြီးနောက်ကော်ယာရဲ့မိထွေးဂျာယာကတားဖြစ်သူဖင်းကိုခြေရာခံကရိယာတစ်ခုတက်ပြီးဖင်းရဲ့မွေးနေ့ကိုစကဝက်အဖြစ်ဖုန်းမှာခြေရာခံအပ်တစ်ခုထည့်သွင်းလိုက်တယ်။တကားဝမှာ electronic အားကစားသမားလီလီဟာဂိမ်းကစားသူတွေကိုလှောင်ပြောင်နေတဲ့နဘန်သမား Hatch နဲ့မတော်တဆတိုက်မိသွားတယ်။ Hatch ကလီလီကိုနှောက်ယှက်လာပြီး Hatch ကသူ့ကိုခေါ်လိုက်တဲ့အခါပိုစိတ်လှုပ်ရှားလာတယ်။အတင်းကောင်းဆောင်ဆန်ကသူမကိုကာကွယ်ဖို့ရောက်လာပေမဲ့အခြေအနေတွေပိုဆိုးလာခင် Hatch ရဲ့နီးပြကသူ့ကိုဆွဲခေါ်သွားတယ်။လေယာဉ်မောင်းခန်းထဲမှာဘန်ကနီးပညာအစီရင်ခံစာထဲမှာပန်ကကောင်းကောင်းအလုပ်မလုပ်ဘူးဆိုတာဖတ်ပြီးပြင်ပြီးမှသာထွက်ခွာတင်တယ်လို့ပြောပါတယ်။ Rich ကပန်ကာကို reset လုပ်ဖို့ခလုတ်တစ်ခုကိုနှိပ်ပြီးဘလို့ပဲဖြစ်ဖြစ်ထွက်ခွာတင်တယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ပန်ကာဖုံးတွေကိုထပ်စစ်ဆေးတဲ့အခါ Rich ကအတွေးလွန်တဲ့အတွက်စူပါတယ်။လေရင်ပြန်တက်ပြီးနောက် Rich ကပဲရဲ့သဘောထားနဲ့လေတက်မှာအရင်ကပြဿနာတွေအကြောင်းနောက်ပြောင်ပါတယ်။နောက်ပိုင်းမှာလေရင်ဟာလှိုင်းထန်မှုကြောင့်တုန်ခါသွားပေမဲ့ခဏလေးပဲကြာပါတယ်။ခီးသည်တွေအပြန်အလှန်ဆက်ဆံကြတယ်။မက်ကဇိုးကိုစိုက်ကြည့်နေတယ်လီလီနဲ့ဆန်ကအဖွဲလိုက်လှုပ်ဆောင်မှုနဲ့ကိုရေးကိုတာခံစားချက်တွေကိုဆွေးနွေးကြတယ်မိသားစုတင်းမာမှုတွေကခေါ်တက်ခလန်နဲ့ဂျေရိုနဲ့အတူပေါ်လာတယ်။ Fine ကလေရင်ထဲမှာပျောက်ဆုံးသွားပြီး Matt ကနှစ်သိမ့်ပေးနေတယ်။တစ်ချိန်တည်းမှာပဲ Dan ကသူ့ရဲ့ power bank နဲ့စစ်လိတ်တောက်ပြီးအနေရရှိတဲ့အပြုတ်မှုကိုတိတ်တဆိတ်ဆက်လုပ်နေတယ်။ကုန်တင်ခန်းထဲမှာ Dan ရဲ့ power bank ကအပူလုံခဲ့ပြီးမီးလောင်မှုစတင်ခဲ့ပြီးမီးကမြန်မြန်ဆန်ဆန်ကူးဆက်သွားပါတယ်။လေရင်မှုခန်းကအရေးပေါ်စနစ်တွေကိုဖွင့်ပေမဲ့မအောင်မြင်ပါဘူး။လေရင်အမှုထမ်းတွေကမီးငိမ့်တက်ဖို့ကြိုးစားပေမဲ့မထိန်ချုပ်နိုင်တော့ပါဘူး။လေရင်ကမတီမငြိမ်ဖြစ်လာပြီးဓာတ်ငွေ့တိုင်ကြီးတွေထဲပြက်ကျကအတွင်းပိုင်းမှာပောက်ကွဲပြီးပြင်းထန်တဲ့ပျက်စီးမှုနဲ့ဖိအားလျော့ကျမှုတွေဖြစ်ပေါ်စေပါတယ်။အရာဝတ္ထုတွေလေရင်ကန်းကိုဖျက်ဆီးပြန်တက်လာတဲ့အခါခီးသည်တွေထိခိုက်ဒဏ်ရာရရှိဒါမှမဟုတ်သေဆုံးကြပါတယ်။ခရဟာပောက်ကွဲလူနီးပါဖြစ်ခဲ့ပေမဲ့လီကကယ်တင်ခဲ့ပါတယ်။အောက်ဆီဂျင်မျက်နှာဖုံးတွေပြုတ်ကျပြီးရှုပ်ထွေးမှုတွေပြန့်နှံ့သွားပါတယ်။လေရင်မှုတွေကလေရင်ကိုတည်ငြိမ်အောင်ထိန်းပြီးလမ်းကြောင်းပြောင်းဖို့ရုန်းကန်နေရပေမဲ့စနစ်တွေကတဖြည်းဖြည်းချို့ယွင်းလာပါတယ်။နောက်ဆုံးမှာလေရင်ရဲ့အင်ဂျင်ကရိယာတွေနဲ့ပါဝါတွေဆုံးရှုံးသွားပြီးအရေးပေါ်လှုပ်ထုံးလုပ်နည်းတွေနဲ့ရေပေါ်ဆင်းသက်ခဲ့ရပါတယ်။လေရင်ဟာသမုဒ္ဒရာထဲကိုပြက်ကျပြီးတန်တာကြောက်တန်းတစ်ခုပေါ်မှာကွဲသွားခဲ့ပါတယ်။အသက်ရှင်ကျန်ရစ်သူတွေဟာအပိုင်းပိုင်းကွဲသွားပြီးဒဏ်ရာတွေနဲ့သေဆုံးမှုတွေအများကြီးရှိခဲ့ပါတယ်။ငါးမန်းတွေပေါ်လာတာကြောင့်အန္တရာယ်တွေပိုများလာပါတယ်။ Lily, Sam, Ben, Cora, Fine, Zoe, Matt နဲ့တခြားသူတွေဟာပေါ်လုံးမျောနေတဲ့အပျက်စီးတွေနဲ့လေးတွေထဲမှာအသက်ရှင်ဖို့ရုန်းကန်နေရပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေစတင်ခဲ့ပေမဲ့ငါးမန်းတွေပောက်ကွဲမှုတွေနဲ့ပြိုကျနေတဲ့အပျက်စီးတွေကြောင့်အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။ရဟတ်ယာဉ်တစ်စင်းပြက်ကျပြီးငါးဖမ်းသင်္ဘောတစ်စင်းနောက်ဆုံးမှရောက်ရှိလာခဲ့ပါတယ်။အသက်ရှင်ကျန်ရစ်သူတွေကိုဖောင်တွေနဲ့အပျက်စီးတွေကနေတဖြည်းဖြည်းကယ်တင်နိုင်ခဲ့ပါတယ်။ Fine နဲ့ Cora တို့ပြန်လည်ဆုံတွေ့ခဲ့ကြပြီး Rich နဲ့ Penny လိုအဓိကဇာတ်ကောင်တွေရဲ့သေဆုံးမှုတွေအပါအဝင်စိတ်ပိုင်းဆိုင်ရာဆုံးရှုံးမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့အသက်ရှင်ကျန်ရစ်သူတွေကိုဘေးကင်းရာကိုပို့ဆောင်ပေးခဲ့ပါတယ်။ဘင်ဟာသူ့သားရဲ့ယောဂအကြောင်းကိုသိရှိပြီးနောက်စိတ်တက်ကြပြီးအိမ်ပြန်ဖို့ဆုံးဖြတ်ခဲ့ပြီးကပ်ပေးရဲ့စိတ်ပိုင်းဆိုင်ရာနှီးကုန်းချုပ်မှုကိုအမှတ်အသားပြုခဲ့ပါတယ်။